တခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီဝဲသစ္စာလည်းပြုခဲ့ပြီရေးကြည့်ပြီညီနောင်အပေါင်းတို့သွေးစီကညီတွေညီကြစို့ငါတို့ရဲ့သမိုင်းတခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီဝဲသစ္စာလည်းပြုခဲ့ပြီနိုင်ငံတော်အတွက်ဆိုအသက်ကိုလည်းပါမတိသေးပါစေခုတောင်းသွေးရဲရဲရှိကိုချီနိုင်ငံတော်အတွက်ဆိုအသက်ကိုလည်းပါမတိသေးပါစေခုတောင်းသွေးရဲရဲရှိကိုချီလွန်လခွင့်နဲ့ငြိမ်းချမ်းရေးတွေ့ဤအဆုံးသတ်တဲ့ခွဲငါတို့လွယ်ရမည်သမိုင်းတစ်ခေတ်ကိုငါတို့သွေးနဲ့ရေးခဲ့ပြီဝဲသစ္စာလည်းပြုခဲ့ပြီရေးကြည့်ပြီညီနောင်အပေါင်းတို့သွေးစီကညီတွေညီကြစို့ငါတို့ရဲ့သမိုင်းမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်အရင်ဆုံးပေါ့နော်ပထမဆုံးအနေနဲ့ဒီရှစ်လေးလုံးရေးတော့ပုံမှာဆရာစပြီးတော့ပါဝင်ဖြစ်ခဲ့ပုံပြီးတော့အဲ့မှာဆရာကိုဟိုစစ်ကောင်စီကနေပြောပါတော့ဖန်စီနှိမ့်ဆက်တဲ့ပုံလေးအဲ့ဒါလေးကိုဆရာပြောပြပြပါဟုတ်တယ်ကျွန်တော်ကဒီပြည်တွင်းစစ်ဖြစ်နေတဲ့ကရင်ပြည်နယ်မှာမွေးပြီးတော့ကရင်ပြည်နယ်မှာပဲကြီးပြင်းလာတဲ့ခါကျတော့ဒီဘ ਹੁ အစိုးရစစ်တပ်နဲ့ကရင်တော်လှန်ရေးတပ်တွေကြားမှာတိုက်ပွဲတွေအချိန်လုံးဖြစ်နေတော့ဖာမြို့ထဲမှာတော့မှကရင်ကဝင်ပြီးတော့ပြစ်တာခတ်တာဝင်စီးတာမျိုးတွေကြုံခဲ့ရဘူးလေကျွန်တော်ပြည်တွင်းစစ်မှာပဲမွေးဖွားကြီးပြင်းလာတဲ့ခါကျတော့ပြည်တွင်းစစ်ရဲ့နေထိုင်ရုံတွေအများကြီးကြုံခဲ့ရတယ်လွတ်လပ်မှုမရှိတာတွေငြိမ်းချမ်းမှုမရှိတာတွေလုံခြုံမှုမရှိတာတွေနောက်တစ်ခုကလည်းတပါတီအာဏာရှင်ဒီဆိုရလက်အောက်မှာနေရတော့ဒီလူမျိုးရေးဘာသာရေးနော်ခွဲခြားဆက်ဆံတာတွေဖိနှိပ်အုပ်ချုပ်တာတွေကြုံခဲ့ရတဲ့ခါကျတော့နိုင်ငံရေးကိုနော်တကူးတခါကြီးလေးလာကြမလို့ပဲနဲ့ဘဝဘေးအသည့်ကိုကဒါတွေနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့ကြုံတွေ့ခဲ့ရတယ်ပြီးတော့စာရီအများကြီးဖတ်တဲ့ခါကျတော့စာပေထဲမှာလည်းပဲလွတ်လပ်မှုတို့တရားမျှတမှုတို့လူခွင့်ရေးတို့ညီချမ်းရေးတို့ပို့ပြီးတော့လူလာတောင်းတလာတာပေါ့နော်အဲ့လိုနီးနဲ့ကြီးပြင်းဖြတ်တန်းလာပြီးတော့တပါတီအာဏာရှင်စနစ်အောက်မှာပညာသင်နော်အဲ့ဒီကာလမှာနေဆက်မှာလဲဒီလူရည်ဒီဆိုရင်ထိုးစစ်တွေအမြဲတမ်းဒီမဆလာစစ်တပ်ကနေထိုးစစ်ဆင်တော့ဒီတိုင်းသားဒေသတွေမှာထိုးစစ်ဆင်တဲ့ခါတိုင်းမှာနိစ္စရာကြီးရွာတွေမြို့တွေမှာနော်အထမ်းသမားပေါ်တာတွေဆွဲတာတွေနော်ဆက်ကြီးကောက်တာတွေနောက်တစ်ခုကအဲ့လိုမျိုးလုံခြုံရေးအကြောင်းပြပြီးတော့ဖိနှိပ်တာတွေအမျိုးစုံကြုံရတယ်ကြားလဲကြားရတယ်ကြုံလဲကြုံရတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီချင်းတွေပေါ်မူတည်ပြီးတော့လူမန်းတိရခဲကဒီအာဏာရှင်အစိုးရကိုလုံးဝနော်မကြိုက်ဘူးလွတ်လပ်တဲ့လူပေါင်းတိုင်ဝမ်တစ်ခုကိုလူလားတယ်ဟုတ်ကဲ့နော်ကျွန်တော်မိဘတွေကခိုင်းသမားလေသမားတွေဆိုတော့လူလတ်လတ်ပဲသူကသူနော်စိုက်ကြတယ်ပြိုးကြတယ်နော်ရောင်းဝယ်ဖောက်ကားခြင်းတယ်ဒါပေမဲ့အစိုးရအကန့်အသတ်တွေလုပ်တဲ့ခါကျတော့လွတ်လပ်စွာလဲဟလာနော်အသိဉာဏ်ကြောင့်ပြုလို့မရဘူးဆိုတော့ဒီမိသားစုရဲ့အခြေအနေတွေကကျွန်တော်တို့တာသမီတွေရဲ့ဘဝကိုလည်းထင်ဟပ်တာပေါ့နော်အဲ့တော့ချုပ်ပြီးပြောရရင်တော့ကျောင်းသားဘဝတွေကကရင်ပြည်နယ်မှာဆိုရင်နော်စစ်တပ်ကလည်းအချမ်းဖက်ပြီးတော့နော်ဖန်လာစီရာပေါ်တာဆွဲတာရှေ့တောင်းအတင်းပို့တာနော်တစ်ဖက်ကနေဒီ KNU လို့လက်လက်ကင်တိုင်းသားဖွဲ့စည်းတွေကလည်းပဲနော်မြို့ထဲမှာဝင်ပြီးတော့ပြစ်တာခတ်တာတွေလှုပ်တာမီးရှို့တာလှုပ်တာနောက်ခီးသွားတဲ့ခါမှလည်းမလုံခြုံဘူးနော်အဲ့လိုဖန်လာစီရာလှုပ်လို့ဆိုတော့လက်လက်ကင်နှစ်ဖက်လုံးကနေပြည်သူတွေကိုပေါ့နော်ကြောက်အောင်ချိန်ချောက်တာတွေနော်လုံလမှုတွေပိတ်ပင်တာတွေစသည်ဖြစ်ပေါ့အဲ့လိုကြုံတော့ငငယ်လေးတွေကကျွန်တော်
ဒီလက်လက်ကင်တက်တီကျွန်တော်အရန်ကျွန်တော်မုန်းတယ်ပြည်သူကိုကာကွယ်ပေးရမယ်နော်အစားပြည်သူတွေကိုနှစ်ဖက်လုံးကဒုက္ခပေးတယ်လို့အဲ့လိုခံစားရတယ် ဟုတ်ကဲ့ အဲ့တော့အဲ့ဒီဘွားကနေဆရာဝန်ဖြစ်လာတော့ဟောငါမွေးဖွားရဇာတိဖြစ်တဲ့ခရင်ပြင်းတဲ့ဖာမျိုးမှာပြန်ပြီးတော့ ဟုတ်ကဲ့ နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုအကျိုးပြုမယ်ကုတူရဲကဝန်လဲဝါပေါ့နော်ကိုယ်ပဲစေကန်းလေးဖွင့်ပြီးတော့အများကျိုးလဲပြုတဲ့သဘောနဲ့လုပ်နေရင်းနဲ့ဆရာဝန်ဘွားမှာလည်းအဲ့လိုပဲမြို့လေကောင်ကြီးမှာပေါ်တာဝင်ဆွဲတာတွေနော်ကြီးကြွဟိုလွှားကြနဲ့နော်အဲ့လိုရုပ်ရှင်ရောထွက်တဲ့သူပေါ်တာဆွဲတာအစားပေါ့နော် ဟုတ်ကဲ့ အဲ့ဒါဒီကိုကျွန်တော်တို့ကအိမ်ရှိမှာပဲဆိုတော့အတင်းပဲဆွဲပြီးတော့အိမ်ထဲမှာနော်ဖွက်ထားတာမျိုးတွေနော်လွတ်သွားတဲ့သူကြတော့လေရှေ့တန်းရောက်သွားတာမျိုးတွေပေါ့ဒါတွေကမျက်မြင်ကိုယ်တွေ့လဲကြုံရတော့စိတ်ထဲမှာတော်တော်စိတ်ထိခိုက်တယ်နော်အဲ့လိုနေရင်လည်းကျွန်တော်ဖာမှာဆရာဝန်ဖွင့်ပြီးတော့လုပ်နေရင်လည်းဖာတက်သူကျောင်းသူကျောင်းသားတွေကတစ်ချိန်လုံးကတမျိုးတွေသားတွေဆိုတော့ကျွန်တော်အကိုကြီးတယောက်လိုပဲရင်းနှီးတော့ ဟုတ် စီကားမှာလာကြတယ်ကျမ်းမာရေးကုသမှုယူကြရင်းနဲ့ပို့ပြီးတော့ဒီထက်နော်ဟိုကျောင်းသားအခွင့်အရေးကျောင်းတွေပြောပြတယ်တော့ကျွန်တော်အိမ်လေးနဲ့ကျွန်တော်နေတော့ကျွန်တော်အိမ်ကိုလာလေရင်းနဲ့ဟာလားပြောကြဆိုကြတယ်နောက်ဆုံးကျွန်တော်ကဒီကျောင်းသားလူငယ်တွေကိုပြောတယ်ဒီမောဆာရာခေတ်အောင်မှာတော့နိုင်ငံရေးဖွဲ့လို့မရဘူးကျောင်းသားသမဂ္ဂဖွဲ့လို့မရဘူးသို့တော့လူမှုရေးဖွဲ့လို့ရတယ်အဲ့ဒါဘာလို့ဆိုတော့ဖာမြို့နယ်တက္ကသိုလ်ကောလိပ်သိပ္ပံမိသားစုဆိုပြီးတော့လူမှုရေးဖွဲ့လေးဖွဲ့ ပရာဟိတအခု ပရာဟိတတဘောလို့အဲ့တော့အဲ့ဒီလိုမျိုးဖွဲ့ပြီးတော့ဒုစုစုစီစီနဲ့ကျောင်းသားရေးရတယ်ကိုကြီးလို့ရမယ်ဆိုပြီးတော့ကျွန်တော်အကြံပြုတော့ကျောင်းသူကျောင်းသားတွေရဲ့သဘောတူပြီးတော့ ဟုတ် အဲ့ဒီဖွဲ့လေးကိုဖွဲ့လိုက်ကြတယ် ဟုတ်ကဲ့ ကံကောင်းမြင်တော့ဒီကျောင်းသူကျောင်းသားတွေရဲ့မိဘတွေကအဲ့ခေတ်တုန်းကပြည်နယ်ပါတီကောင်စီလူကြီးတွေ ဟုတ်ဟုတ် နော်မြို့နယ်ပါတီကောင်စီလူကြီးတွေဆိုတော့သူတို့မိဘတွေနဲ့ကျွန်တော်နဲ့ရလည်းပဲငယ်ငယ်လေးတွေကတည်ပြီးတော့ကျွန်တော်ကိုလည်းတချို့ဆိုရင်ပြည်တော်သူဆရာဝန်လိုပဲဟာလား ဟုတ်ကဲ့ ကျွန်တော်ရဲ့ဟာလားအကူကြီးတွေယူတဲ့ခါကျတော့ ဟုတ်ကဲ့ ကျွန်တော်တို့လုပ်တဲ့အလုပ်ကရိုးရိုးလေးပဲ ဟုတ် ကျောင်းသားတွေရဲ့နော်ခုနပြောတဲ့ဟိုလူမှုရေးလုပ်ငန်းတွေပဲပေါ့နော် ဟုတ် သူတို့လည်းအားလုံးအားပေးတယ်ကျွန်တော်တို့ကဟိုစိုင်းတီဆိုင်တို့စုပိုင်တို့ဖိတ်ခေါ်ပြီးတော့ ဟုတ် နော်ဂီတစီစာတွေလုပ်ရတဲ့ရံပုံငွေနဲ့ ဟုတ် ကျောင်းသူကျောင်းသားတွေရဲ့နော် ဟုတ် တာရေးနာရေးကိစ္စတွေဝိုင်းကူတာပေါ့ ဟုတ်ကဲ့ ပြီးတော့တကြံဆိုရင်လည်းနိစန်တက်ဆိုကျွန်တော်တို့အငိမ့်သားဆရာကြီးဆရာမကြီးတွေကိုနိစန်တက်နေမှာနော်ကျွန်တော်တို့ဝတ္ထုပစ္စည်းတွေနဲ့ကြောကြကုညီကြပေါ့နော် ဟုတ် လူကြတန်းကြပေါ့ဆိုတော့အဲ့လိုနည်းနဲ့ကျွန်တော်တို့ကလုပ်ရင်းနဲ့အိမ်မှာစုံတဲ့အခါမှာတစ်ဖက်ကလည်းနိုင်ငံရေးရ ဟုတ် ကျောင်းသူကျောင်းသားတွေကလည်းနှုတ်ချတဲ့ခါကျတော့ ဟုတ်ကဲ့ ကျောင်းသားအခွင့်အရေးတွေပိတ်ပင်ခံရတာကျောင်းသားသမဂ္ဂတွေကိုပိတ်ပင်တာနော်ကျောင်းသားတွေရဲ့လူမှုရေးလှုပ်ရှားမှုတွေကိုနဲ့အဆနော် ဟုတ် ကန့်တတ်တမ်းပြတာတွေ ဟုတ် စသဖြင့်ဒါတွေပြောကြရင်လည်းလူခွင့်ရေးတွေဒီမိုကရေစီတွေတော့ကျွန်တော်တို့စာပေထဲမှာဖတ်ရှုထားတဲ့နိုင်ငံရေးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကျွန်တော်တို့ပြောပြကြတာပေါ့ ဟုတ်ကဲ့ အဲ့လိုပြောပြရင်လည်းဒီဖာမျိုးနဲ့တက္ကသိုလ်ကောလိပ်သိပ္ပံမိသားစုတွေကဒီကျောင်းသူကျောင်းသားတွေကဒီကိုမန်မတွေဖြစ်သွားပြီးတော့တကယ်နိုင်ငံရေးနဲ့ပတ်သက်တဲ့လူမှုရေးနဲ့ပတ်သက်တဲ့ဆွေးနွေးပေါ်ဆွေးနွေးဘက်တွေဖြစ်သွားကြတယ် ဟုတ် အဲ့ဒီသတင်းတွေကတဖြည်းဖြည်းနဲ့နော်အာဏာပိုင်တွေနားရရောက်သွားတဲ့ခါကျတော့ကျွန်တော်ကိုတောင်ကြီးကြီးမမရှိတဲ့နော် ဟုတ်ကဲ့ ကျွန်တော်နဲ့လည်းအလားကိုကျမ်းမာရေးရမကင်းရမကင်းကြောင်းနော်ပုဂ္ဂိုလ်ရဲ့ကျွန်တော်ခေါ်ပြီးတော့တတိပေးတယ် ဟုတ်ကဲ့ နော်ဒီဥစ္စာတွေဟာအာဏာပိုင်တွေနေနဲ့အရေးယူသွားနိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်ဒါကြောင့်မို့ဒါတွေကိုမလုပ်ဘဲနဲ့ပေါ့နော်စေကူတဲ့ကိစ္စနဲ့လူမှုရေးကိစ္စတော့ပဲလုပ်ပါဒီအကြောင်းတွေပြောတာဆိုတာတွေကိုတတိထားပြီးတော့မပြောရင်ကောင်းဆုံးပဲပေါ့ ဟုတ်ကဲ့ ကျွန်တော်တတိပေးပါသေးတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ပြင်းနေအကြီးကဲနော် ဟုတ် ရရှိတွေကအတိအကျပေးပြီမယ်ကျွန်တော်ကလည်းဘောလျှောက်လို့မှမြင်ရတွေ့ရကြုံရတာတွေကိုမအောက်ထားနိုင်ဘူး ဟုတ်ကဲ့ ပြောပြတာပဲ ဟုတ်ကဲ့ နောက်ဆုံးကြတော့ကျွန်တော်1989ခုနှစ်မလ2ရက်နေ့မှာရန်ကုန်ဘက်ကနေစစ်ထောင်လာရေးအမှတ်9
အဲ့ဒီပုံကိုယ်တွေနဲ့ပေါင်းပြီးတော့ပေါ့နော်ကျွန်တော်ကိုစီကန်းနဲ့အိမ်ကနေနော်ကြားထဲမှာပေါ့နော် ဟုတ် နောက်မှမှာပဲကျွန်တော်ကအဲ့ဒါလူနာတယောက်ကိုလိုက်ကြည့်ပါဆိုပြီးတော့ချစ်ကားတစ်စင်းနဲ့ကျွန်တော်အရောက်ဝင်နဲ့ဟန်ဆောင်ပြီးတော့လူနာတစ်ခေါ် ဘယ်လောက်ပါသေးရ ဘာမလုပ်ရသေးဘူး ဟိုနိုင်ငံရေးလှုပ်ရှားမှုဟို ဘာမလုပ်ရသေးဘူး ဒေါ်လာနာပဲဖြစ်ဘာမှကိုမလုပ်ရသေးပဲနဲ့ တော့ကျွန်တော်ကဖာမျိုးပါဆိုရင် ဟုတ်ကဲ့ နိုင်ငံလေးတွေကဟိုဒီမှာမွေးဒီမှာကြီးတဲ့သူဆိုတော့လေ ဟုတ်ကဲ့ တမျိုးလုံးကကျွန်တော်ကိုခင်လဲချစ်ကြတယ် ဟုတ်ကဲ့ ဆရာဝန်လည်းပြန်လုပ်တော့ပို့လဲအောက်ကိုကြတော့ ဟုတ်ကဲ့ အားလုံးအဆင်ပြေတယ်ကျွန်တော် ဟုတ်ကဲ့အဲ့ခေတ်ကဆရာဝန်ကလည်းရှာ တော့ပြည်နယ်ကောင်စီဥက္ကဋ္ဌအစမိသားစုကုံလုံးကကျွန်တော်ပဲမိသားစုဆရာဝန်ဖြစ်နေလုပ်ပေးနေရ ဟုတ်ကဲ့ ပါတီယူနစ်ဟာလာကြီးခဲတွေကုံလုံးခင်ကြတယ် ဟုတ် ဘယ်သူမှကျွန်တော်ဘာမှပြဿနာမရှိဘူး အော် အဲ့တော့ကျွန်တော်လာဖမ်းတာကရန်ကုန်ကအမိတ်နဲ့မော်လမြိုင်ထောက်လိုင်းကြီး9က အော် နော်သူတို့အစီအစဉ်နဲ့တီးသားဘယ်သူမှမပြောဘဲနဲ့ ဟုတ် ကျွန်တော်ကိုချစ်ကားတစ်စီးနဲ့လူနာကိုအိမ်ပင်းလိုက်ပေးပါဆိုပြီးတော့ကျွန်တော်ကိုလိန်ခေါ်ပြီးတော့ ဟုတ်ကဲ့ ကျွန်တော်လိုက်သွားတာ ဟုတ်ကဲ့ လမ်းတစ်ဝဲရောက်တဲ့ခါကျမှကျွန်တော်တို့နော်အဲ့ဒါခမ ्या ကိုဖမ်းဖို့အတွက်နော်အမိတ်ပါတယ်ခမ ्या မငင်းဆန်တယ်ဟုတ်ခမ ्या အိမ်ကိုကျွန်တော်တို့လိုရာရှိရင်ယူဖို့အတွက်ကျွန်တော်တို့ပို့ပေးမယ်ဒါပေမဲ့ခမ ्या စနီးနဲ့ဘယ်သူမှမိဘတွေကိုမပြောရဘူး ဟုတ် နော်အိမ်ကိုရောက်တဲ့ခါမှာမေးလာရင်လူနာလာပင်းလို့အိမ်ပေးလိုက်ကြည့်မယ်လို့ပဲပြော ဟုတ် ပြီးတော့နှစ်ချက်နဲ့ဝတ်စားလေးတစ်ခုနှစ်ခုပေါ့ ဟုတ် အဲ့လိုပဲယူပြီးတော့ထွက်လာပါဆိုပြီးကျွန်တော်ဟိုတေဝတ်ပြီးချင်းချောက်တာပေါ့ ဟုတ်ကဲ့ အဲ့တော့အိမ်ရှိမှာချစ်ခါရက်တယ်နှစ်ယောက်ပေါ့နော် ဟုတ် ကျွန်တော်စောင့်ကြည့်နေတယ်ကျွန်တော်အိမ်ထဲဝင်တဲ့ခါမှာနောက်ကလိုက်လာတယ် ဟုတ် အဲ့ကျွန်တော်နှစ်ချက်နဲ့ဟာလာဆေးစာအုပ်နဲ့ဝတ်စားလေးပြည့်တဲ့ပေါ်လေး ဟုတ်ကဲ့ တဘုတ်တန်သွားတဲ့ဆေးလေးကျွန်တော်ယူတဲ့ခါကျတော့ ဟုတ်ကဲ့ ကျွန်တော်စနီးကပြေသွားမလို့လေပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ နော်ဒီမှာလူနာတယောက်ရေးကြီးတော့တိုက်သွားပေးမလို့ပေါ့ညာအိမ်နဲ့အိမ်ရမှာမသိဘူးကျွန်တော်တစ်ခါလေကြရင်လည်းညာအိမ်ကျွန်တော်အိမ်ပေးလိုက်တာမျိုးတွေရှိတာဟုတ် အော်ဟုတ်ကဲ့ ကျွန်တော်စနီးကိုကျွန်တော်လိန်ပြီးတော့ အော် ကျွန်တော်လွယ်အိတ်လေးလွယ်ပြီးကျွန်တော်ပြန်ထွက်လာပြီးတော့ ဟုတ် နော်ကားပေါ်တက် ဟုတ် အဲ့တော့ကောင်းမှသူတို့ဟို6လုံးပြူပါတယ် ဟုတ်ကဲ့ အဲ့သူတို့ကအရန်သေးသူတို့အပြင်တော့ထုတ်ထားတာပေါ့နော် ဟုတ် ကျွန်တော်ထွက်ပြီးပြစ်မယ်ပါညာပေါ့ ဟုတ်ကဲ့ အဲ့တော့ကျွန်တော်ကိုဖအန်ကနေကျွန်တော်အိမ်ကနေချစ်ကားလေးနဲ့ပေါ့နော် ဟုတ် သူတို့ချစ်ကားနဲ့ကျွန်တော်ကိုဒီမိုစီကိုမောင်းဒီမိုစီကသူတို့အဲ့ဒီမှာဆက်လီတွေစီတင်ထားတယ် ဟုတ်ကဲ့ နေ့လေကြီး ဟုတ် ပြီးတော့ကျွန်တော်ဟိုဘက်ကမြိုင်ကလေးကိုဆက်လီနဲ့သွား ဟုတ် မြိုင်ကလေးမှာသူတို့ highlights ကားတွေစီစဉ်ထားတယ် ဟုတ် အဲ့ဒီကောင်းမော်တခါလေးတင်ပြီးတော့တထုံမောင်း ဟုတ် တထုံကနေမိုးဒုံမဘက်ကိုမောင်း ဟုတ် မိုးဒုံမရောက်တဲ့ခါကျတော့ဆက်လီတွေစီစဉ်ထားတယ် ဟုတ် မော်လမြိုင်ကိုဆက်သွားပြီးတော့မော်လမြိုင်ကန်တုံးငံဆိုတဲ့စစ်ချိုရေးစခန်းပေါ့ ဟုတ်ကဲ့ ဟိုရန်ကုန်ကဟိုနာမည်ကြီးတဲ့ရေးကြီးအိုင်လို့ပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒီ situation ခေါင်းကျွန်တော်မောင်းသွားတော့ညဦးပိုင်းလောက်မှာကျွန်တော်ရောက်သွားတယ် အော်ဟုတ်ကဲ့ ဟိုမြို့ပြင်မှာ ဟုတ်ကဲ့ ရောက်ပြီးတော့ကျွန်တော်အဲ့ဒီမှာကျွန်တော်ထင်တယ်10ပေ6ပေပတ်လည်လောက်ရှိတဲ့အခန်းလေးတစ်ခန်းထဲမှာကျွန်တော်တို့အဲ့ဒီမှာပြစ်ထည့်လိုက်ပြီးတော့မောင်းလဲမောင်းနေတယ်မိလည်းမဖွင့်မင်းနဲ့ကျွန်တော်ကိုခေါင်းကိုစွတ်ပြီးတော့ ဟုတ် မိကုန်းတွေတညလုံးမအိမ်မနေမိတော့တာပဲ ကားပေါ်မှာအဲ့လိုရိုက်နေတာပါညာ ကောင်းပုံမှာဘာမှမလုပ်ဘဲနဲ့တနက်ကိုတော့အစင်းသေးထုတ်ပြီးတော့ကျွန်တော်ဟာလာ အော်ဟုတ်ကဲ့ ပြေးတယ်ပေါ့ပြေးရင်တော့ပြစ်မှာ ဟု ပေါ့ တ်ကဲ့ဟုတ်ကဲ့ အဲ့တော့ကျွန်တော်ရောက်သွားတော့အဲ့ဒီမျိုးအဲ့ဒီအခန်းကြီးလေးထဲမှာကျွန်တော်အထင်းထဲမှာရှိတော့ကျွန်တော်ခေါင်းကိုစွတ်ပြီးတော့နော်ဆက်ပိုးရိုက်လိုက်နော်မျက်နှာကိုဖြတ်ရိုက်လိုက်ပြီးတော့တလိုက်လို့ရတယ်ဆိုတာပြောလိုက် ဟုတ် ပြီးတော့ဟိုဘက်ခန်းကရိုက်တန်ထုတန်အော်တန်ဟစ်တန်တွေကြားရတယ်ကျွန်တော်ကြည့်ရတာစစ်ချိုးရေးစခန်းမှာအခန်းကြီးအများကြီးရှိပုံရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဟိုဘက်ကတကယ်ပဲရိုက်နေတာ ဟုတ် ကက်ဆက်နဲ့ဖွင့်လာကျွန်တော်မသိဘူး ဟုတ်ကဲ့ ကျွန်တော်တွေ့ကြုံလည်းမရှိ ဟုတ်ကဲ့ ဘူးကျွန်တော်ပြောတယ်ကျွန်တော်ဆရာဝန်ကျွန်တော်ကင်းပြည်နယ်မှာဆိုရင်နော်မြန်မာနိုင်ငံဆရာဝန်များတင် BME ရဲ့ဒုထနှစ် ဟုတ်ကဲ့ ခင်ဗျားတို့ကျွန်တော်တို့လို့ဘာမှဖန်ရမ်းမပါဘဲနဲ့နော်ဥပဒေအရဖမ်းလို့မရဘူး ဟုတ် နော်ဟိုကျွန်တော်တို့မှာတဲ့မတင်ကြရင်နော်3ရက်92နာရီဖန်စီစစ်ကြောပိုင်ခွင့်ရှိတယ်တဲ့ ဟုတ် တော့ကျွန်တော်ကမေးတယ်ဘာဥပဒေနဲ့ခင်ဗျားတို့ကျွန်တော်ဖမ်းလာတယ် ဟုတ် နော်ဘာပြဿနာနဲ့ဖမ်းလာလဲဆိုတော့အစိုးရဆန့်ကျင်ရေးစကားတွေကိုတောက်သူចောင်းသားတွေကို
ပြောပြီးတော့စန့်ကျင်လို့ဖို့စီရင်လို့ဒါကြောင့်မလို့ခင်ဗျားကိုကျွန်တော်တို့ကအစိုးရအကြီးညိုဖြတ်မှုနဲ့စန့်ကျင်မှုနဲ့ခင်ဗျားကိုကျွန်တော်တို့ဖမ်းလာဆိုပြီးတော့ပြောတယ်ပြောပြီးတော့ကျွန်တော်နိုင်ဘောလောက်စစ်တယ်မျိုးကုမျိုးစုံပဲဒါလှုပ်လားဘာလှုပ်လားဆိုတော့ကျွန်တော်ဘာမှမလုပ်ခဲ့ရ ဟုတ်ကဲ့ဘာမှမလုပ် တော့ KNU နဲ့ဆက်သွယ်ရှိသလား KNU ကထောက်လိုင်းဟလာဟိုတောင်းထမ်းသလားပါလားမရှိမဆိုင်တဲ့မျိုးတွေအများကြီးပြီးတော့ကျွန်တော်လည်းဘာမှမဟုတ်ပဲမဟုတ်တော့ကျွန်တော်အကုန်လုံးကဘူးခါတာပေါ့ကျွန်တော်တို့ကျောင်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စဆွေးနွေးတယ်မှန်တယ်ဒါပေမဲ့ကျောင်းသားတွေအခွင့်အရေးအစိုးရတရားရဲ့ဟလာတာဝန်လူတွေမချမ်းမာရင်အစိုးရကသူစေမကုနိုင်အောင်မှနော်ကုသိုလ်ဖြစ်ဖွဲ့စည်းတွေကိုအခမဲ့စေကုသခွင့်ပေးရမယ်ဒါအစိုးရဆန့်ကျင်တာမဟုတ်ဘူးဒါလူသားဖြစ်တည်မှုတန်ဖိုးထားတဲ့ကိစ္စကျွန်တော်အစိုးရကိုဆန့်ကျင်ကြရတဲ့အကြောင်းမရှိဘူးကျွန်တော်နိုင်ငံကြီးလည်းကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်စိတ်ဝင်စားတာလူတွေရဲ့အသက်ကိုခေဖို့လူတွေရဲ့ဂျာမကြီးကိုစောင့်ရှောက်ဖို့လူတွေရဲ့စိတ်ပိုင်းရုပ်ပိုင်းလုံခြုံအောင်အပိစကားပြောဖို့ဒါပဲဆိုတော့တခြားလုံးကျွန်တော်နိုင်ဝက်တယောက်ဝင်လာလိုက်နော်ကျွန်တော်ခေါင်းစုပ်ကိုချုပ်လိုက်ပြန်တက်လိုက်တညလုံးမအိမ်မနေရေလည်းမတိုက်ဘူးစားလည်းမချွေးဘူးတညလုံးလူပြောင်းပြီးစစ်တာမနေ့မိုးလင်းတဲ့ခါကျတော့နော်ဘယ်သူကျွန်တော်စစ်လို့စစ်မှလည်းမသိဘူးလေစားလည်းမစားရဘူးတောက်လည်းမတောက်ဘူးအိမ်လည်းမအိပ်ရဘူးတညလုံးဟုတ်ကဲ့အဲ့တော့မနေ့လင်းတဲ့ခါကျတော့လေသူတို့ကတကားကိုဖွင့်တဲ့ခါကျရင်နော်ကျွန်တော်ကသူတို့ဝင်လာတဲ့ခါကျတော့အလင်းအောင်ကသူတို့နောက်ကနေပဲထိုးတော့ဘယ်သူမှသူတို့မသိဘူးဟုတ်ကဲ့ဝင်လာပြီဆိုရင်ချက်ချင်းပဲတခါလေတကားကိုဆောက်ပိတ်လိုက်ပြီးတော့ကျွန်တော်ခေါင်းဆွတ်ဆွတ်တယ်ဆွတ်ပြီးသူတို့မီးဖွင့်တယ်မီးဖွင့်ပြီးတော့ခေါင်းဆွတ်ကိုပြန်ချုပ်ပြပြီးတော့လမ်းတောက်မှာအဲ့ခန်းတောက်မှာရှိတဲ့သွေးခွက်တွေဆိုတာငါတို့ဒီမှာပြင်းလာတာမတွေ့ရလားဟုတ်ကဲ့ပြီးတော့ဝရင်တုတ်ထောင်ထားတာတွေ့တယ်ပြီးတော့မျက်စိမီးပလောက်မှာဝါဂျိုးနော်ဖြတ်ပြီးတော့ဟုတ်ကဲ့ဟိုရှော့ရိုက်ပြီးတော့ဟုတ်ကဲ့နာအောင်လုံးမဲ့ပုံစံမျိုးပေါ့ဆိုတော့တညလုံးဟိုဘက်ကအခန်းကအော်ရာငိုရာဟစ်တာရိုက်တာကြားတာတမျိုးပေါ့အခုမျက်စိနဲ့မြင်ရတဲ့အခါမှာကျတော့လေလူတစ်ဖက်သားကိုနှင်းစေတာတွေပစ္စည်းကိရိယာတွေတွေးခွက်တွေကိုပြတော့ကျွန်တော်မြင်တာကတော့စိတ်ပိုင်းဆိုင်ရာဒါဒီလိုနှင်းစေကြည့်တာပေါ့နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာစာရည်သာဖြတ်တယ်အိတ်တာနော်ဖြတ်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာနော်ကြောက်လာအောင်သူတို့ကိုနာခံလာအောင်သူတို့ကိုဥကျွလာအောင်လုပ်တာပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်ပြီးတဲ့ခါကျတော့ရုပ်ပိုင်းဆိုင်ရာကျတော့နော်ခေါင်းကိုထိုးလိုက်ဇက်ကိုဟာလာဖြတ်ရိုက်လိုက်ခြေထောက်နဲ့ကန်လိုက်ခါကိုဒူးနဲ့တိုက်လိုက်ဆိုတော့အဲ့လိုမျိုးလောက်တော့သူတို့နော်ရုပ်ပိုင်းဆိုင်ရာကိစ္စတော့သူတို့အဲ့လိုမျိုးလုပ်တယ်ဟုတ်ကဲ့ပြီးတာနဲ့ချက်ချင်းတခါလေးမိပိတ်ပြီးတော့ကျတော့ကမေးတယ်မေးဖို့ပေါင်း1600ပဲထပ်ခါတလေလေးမေးတယ်အဲ့တော့3 ညစက်တက်မအိမ်မနေနော်လူလေးပြီးတော့နော်စစ်တာဂျားတော့မှထမင်းကျွေးတဲ့အခါရှိတယ်ထမင်းကသဲဆက်ဆက်နဲ့စားလို့မရအောင်လုပ်ထားတာဘလို့မှစားလို့မရဘူးအဲ့တော့ကျွန်တော်ပြောချင်တာကဘာဖြစ်မှုမှမရှိတဲ့နော်တမျိုးနေလုံးရဲ့အကျိုးစီးပွားကိုလုပ်ပေးနေတဲ့ဆယ်အောင်ရိုးတယောက်တော်မှာဘာနိုင်ငံရေးဖွဲ့စည်းမှပါတဲ့သူလည်းမဟုတ်ဘူးဒီလိုလူတယောက်တော်မှာပဲခုနအကြောင်းအရာတွေကိုပြောရုံနဲ့ကျောင်းသားတွေနဲ့ဆွေးနွေးရုံနဲ့နော်တားမယားနဲ့မိဘနဲ့အာနာပိုင်တွေမသိပဲနဲ့ပြန်ပြီးဆွဲသူတို့ဆွဲပြီးတော့ဖတ်အားနေမော်လမြိုင်မှာ3 ရက် 3 ညနော်အဲ့လိုမျိုးဥပဒေမဲ့ရုပ်ပိုင်းစိတ်ပိုင်းညှင်းဆဲပြီးတော့စစ်ဆေးတာမျိုးတွေအလုပ်ခံခဲ့ရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်စဉ်းစားမိတယ်ကျွန်တော်တို့တမျိုးလုံးသိတဲ့ဆရာဝန်တယောက်တော်မှပျောက်သွားတာဘယ်သူမှမသိဘူးဆိုရင်ဟုတ်ကဲ့ကျောင်းသူကျောင်းသားတွေနော်ရက်သားလူငယ်တွေတို့မဟုတ်သူတို့ကြည့်မရတဲ့လူကြီးတွေစသည်ပြောပေါ့လူမသိသူမသိပျောက်ပြီးတော့တည်သွားတာမျိုးတွေနှိမ့်ဆက်ခံရတာမျိုးတွေနှိမ့်ဆက်ပြီးပြန်လို့လာတဲ့အခါမပြောရဲလို့တစ်သက်လုံးဟာလားစိတ်ဒဏ်ရာရပြီးတော့နေသွားတဲ့သူတွေဘယ်တော့တောင်များနေမလဲဆိုတာကျွန်တော်နှစ်ပူးတွေ့ဒူတွေကိုတွေ့လိုက်ရတယ်အဲ့ဒီခါကျမှကျွန်တော်စာတွေ့လည်းမဟုတ်တော့ဘူးစဉ်းစားချက်လည်းမဟုတ်တော့ဘူးလေဘဝမှာဒီလိုမျိုးဘဝမျိုးနဲ့တော့အသက်ရှင်မထိုက်ဘူးဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာဒါကိုကျွန်တော်တို့နော်တွန်းလှန်ဖို့လိုတယ်ဒီလိုအစိုးရမျိုးကျွန်တော်တို့ဖယ်ရှားဖို့လိုတယ်ဒါမျိုးကလည်းတယောက်တည်းလုံးလို့မရဘူး
အစုနဲ့အဖွဲ့နဲ့စနစ်တကျလှုပ်ရှားဖို့လိုတယ်ဆိုတဲ့စိတ်မျိုးနိုင်ငံရေးအသိစိတ်ဓာတ်ကျွန်တော်စီမှာဝင်သွားတယ်ကျွန်တော်ပြန်လွတ်တဲ့ခါမှာလဲကျွန်တော်ဘာပြောလဲဆိုတော့ခင်ဗျားကိုကျွန်တော်တို့ဖမ်းလာတာဘယ်မှမသိဘူးအဲ့တော့ခင်ဗျားဒီမှာဘာဖြစ်လို့ဆိုတာဘာမှမပြောရဘူးဟုတ်ခင်ဗျားကိုမေးရင်ခင်ဗျားခီးသွားတယ်ပဲဖြစ်တကယ်လို့ခင်ဗျားကျွန်တော်တို့ပြောသလိုမလုပ်ရင်နောက်တစ်ချိန်ထပ်ပြီးရေးယူရင်ဒီတက်ပို့ပြင်းထန်မယ်ပို့ပြီးဆိုးမယ်ဟုတ်ကဲ့ကျွန်တော်ချင်းချောက်ပြီးတော့ကျွန်တော်ပြန်လွတ်လာတယ်